Okay, now to challenge the cool. The Namega into the bump. Into the bump so da general bump browsing. Diga bump 2 level, bump switch 2 level 3 move. These are the long sheet. I don't. ဒီကောင်ကို launch လုပ်ပြီးသွားရင်သိကျင်တဲ့အားတွေကျွန်တော်ထပ်သိရမှာဆိုတော့ launch လုပ်လိုက်မယ်ပြီးတော့လို့ရှိရင် hints လေးကြည့်ကြည့်အဲ့တော့ hints ကဘာပြောထားလဲဆိုတော့ using band suite ကိုကျွန်တော်တို့ကောင်းကောင်းသုံးနိုင်လားပေါ့ဒါလေးကိုသူကသိစေချင်တာအဓိက request တွေဘယ်လိုဖမ်းမလဲဒီ website တစ်ခုကနေထွက်လာတဲ့ request တွေကိုဘယ်လိုဖမ်းမလဲပြီးတော့ဒီ flag ကို capture ရအောင်ဘယ်လိုလုပ်မလဲပေါ့ပြီးတော့လို့ရှိရင် mangling the request တွေကိုကျွန်တော်တို့ထိန်းပြီးတော့အဲ့တော့ mail form request တစ်ခုပို့လိုက်မယ်ဆိုလို့ရှိရင်ဒါဘယ်လိုဖြစ်မလဲဒါတော့ဆိုလိုချင်တာကကျွန်တော်တို့တေချာပေါက်ဒီမှာက bump suite ဆိုတဲ့ဥစ္စာကိုဖွင့်ရမယ် bump suite ဆိုတဲ့ tool လေး browser tool လေးပေါ့အဲ့တော့ဒီ browser tool လေးကနေပြီးတော့ request တွေကိုဖမ်းပြီးရင်အဲ့ဒီထဲကနေကျွန်တော်တို့ကပုံမှန်မဟုတ်တဲ့ကိုယ့်အကူပြုပြင်ထားတဲ့ request တစ်ခုကိုဒါပို့နိုင်မယ်ဆိုလို့ရှိရင်တော့ဒီ challenge ကဖြေနိုင်မယ်လို့ပြောတဲ့သဘောပဲအဲ့တော့ကျွန်တော်တို့ကာလီမှာ bump suite ဆိုတဲ့ဥစ္စာကိုရှာနိုင်မယ်ဒါပေးတယ်ပေါ့ community edition ရှိလိမ့်မယ်အဲ့တော့သူကတော့ပုံမှန် free ရတဲ့ edition ပေါ့နော်အဲ့တော့ icon နေပြီးတော့စမ်းကြည့်အဲ့တော့ဒီ bump suite လေးသုံးတဲ့အချိန်မှာကျွန်တော်တို့တစ်ချက်ဟိုဒီစသုံးမဲ့လူတွေအတွက်က bump suite သုံးမဲ့ဆိုလို့ရှိရင်ဒီ manually သူ့ရဲ့ proxy setting ကိုကျွန်တော်တို့ကဘယ်လိုရှိသွားလဲဆိုတော့ user ရှိမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီကြားထဲမှာ website ကိုသွားခေါ်လိုက်တဲ့အချိန်မှာအဲ့ဒီရဲ့ traffic တွေကဒီ bump suite ကိုအရင်ဖြတ်တယ်ဒီ bump suite လေးကိုအရင်ဖြတ်တယ်အဲ့တော့ bump suite လေးကိုအရင်ဖြတ်ပြီးတော့မှကျွန်တော်တို့ကဟိုဘက်က server ရှိကို web server ရှိကိုသွားမှာပေါ့သွားတဲ့အချိန်မှာဒီကောင်လေးကကြားခံလေးဖြစ်နေအဲ့ကြားခံလေးဖြစ်နေတော့ဒီကောင်လေးရဲ့ IP ကိုကျွန်တော်တို့ရဲ့ browser မှာ proxy အနေနဲ့လာပြီးတော့ထည့်ပေးရတယ်ထည့်ပေးရတဲ့အခါကျတော့အချိန်တိုင်းမှာကျွန်တော်တို့ကသွားပြီးဒီမှာကျွန်တော်တို့preference တို့ဘာလို့မှရှိလိမ့်မယ်အဲ့မှာဒီမှာဆို setting ပေါ့နော် setting မှာရှိတယ်တချို့ဟာတွေ preference မှာရှိလိမ့်မယ်အဲ့နေရာမှာကျွန်တော်တို့ကဒီ network တက်မှာသွားပြီးတော့ကျွန်တော်တို့ proxy ကိုထည့်ပေးရမှာအဲ့တော့ privacy and security Okay, ဒီမှာ band suite လေးတော့ဖွင့်လာပြီနော်ဒီမှာ network setting ဆိုတာရှိတယ်ကျွန်တော်ရဲ့ version မှာတော့အဲ့မှာသွားပြီးတော့လို့ရှိရင်ကျွန်တော်ကဒီနေရာမှာ manual proxy ဆိုပြီးတော့ဒီ band suite ရဲ့ proxy ကိုဖမ်းကျင်တဲ့ကိုက local မှာပဲ run တာပေါ့ကိုဒီ band suite ကအဲ့ဒီအတွက်ဒီမှာ local IP ထည့်ပေါ်နံပါတ်ထည့်ဒါကိုအချိန်တိုင်းသွားပြီးတော့လုပ်ပေးရမယ်အဲ့တော့အဲ့လိုမျိုးမလုပ်ချင်တဲ့အတွက်ကျွန်တော်တို့ကဘာလဲဆိုတော့ဒီ tools လေးတွေရှိတယ် Foxy browser လို့ tool ပေါ့နော်အဲ့တော့ Foxy browser တော့အသုံးများတဲ့အတွက်ကျွန်တော်ကဒီ Foxy browser ဆိုတဲ့ဒီ plugin လေးကို install လုပ်လိုက်တယ်အဲ့တော့အဲ့ဒီကောင်တွေကတော့ဒီဒိန်းနဲ့ plugin တွေမှာသွားပြီးတော့ကျွန်တော်တို့ရှာလိုက်ဒီ Foxy browser ဆိုပြီးတော့ကျွန်တော်တို့ရှာလိုက်လို့ရှိရင်အဲ့ဒီကောင်လေး install ပြီးသားဖြစ်သွားလိမ့်မယ်အဲ့တော့ install ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာလုပ်လို့ရလဲဆိုတော့အဓိကအသစ်တစ်ခုထပ်အပ်မယ်ပေါ့နော်သူရဲ့ option လေးအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါသူရဲ့ default option အရောင်းနေပါကိုကြိုက်တာတွေယူရပြီးတော့လို့ရှိရင်အသစ်အပ်မယ်ဆိုလို့ရှိရင် title အောက်မှာထားပါတော့ကျွန်တော်ကPURB pub လို့ပဲရေးလိုက်မယ်ပြီးတော့လို့ရှိရင် host name ကထားပါတော့ 127.0.0.1 နော် 127.0.0.1 ပေါ့ဒါကိုယ့်ရဲ့ local ပြီးတော့ပေါ့ကိုကျွန်တော် A080 ပဲထားလိုက်ဒါကိုဖမ်းမဲ့ဥစ္စာလေးပေါ့အဲ့ဒါလေးကိုကျွန်တော် save လုပ်လိုက်မယ် Okay save လုပ်လိုက်ဒီမှာကြည့်လိုက်ကျွန်တော်မှနှစ်ခုပေါ်လာပြီ bump ဆိုတဲ့ဟာလေးနဲ့ disable ပေါ့အဲ့တော့ဒီကောင်ကတော့တခြားလောက်တာမဟုတ်ဘူးအဓိကတော့လွယ်လို့ပေါ့နော်လွယ်တဲ့ခါကျတော့ကျွန်တော်ဒီနေရာလေးမှာဖွင့်လိုက်မယ်ပြီးတော့ဒီနေရာမှာသွားပြီးတော့ကျွန်တော်တို့က bump ဆိုတဲ့ဟာကိုဖမ်းနေတယ်ဆိုဒီမှာသွားပြီးတော့ဆန်လိုက်ရုံပဲအဲ့တော့သူ့ရဲ့ challenge ဘက်ကိုပြန်သွားမယ် challenge ကဖွင့်လိုက်တဲ့အချိန်မှာဒီ web page လေးတက်လာတယ်အဲ့တော့ကျွန်တော်တို့ view page ဆိုတွေပါတယ်ကြည့်မယ်အဲ့တော့ပုံမှန် header ပဲ
value တစ်ခုတော့တွေ့ရပေါ့နော်ဒါဘာ value မှတော့မသိဘူး hidden လောက်ထားတဲ့ value တစ်ခုတွေ့တယ်ပြီးသွားလို့ပြောရှင်ဒါ CSR တုံကင်းနဲ့အဲ့တော့ဒါတုံကင်းဖြစ်လိမ့်မယ်တုံကင်း value ပေါ့အဲ့တော့အဲ့ဒါတော့ true ကြကြမရှိဘူးပြီးသွားလို့ရှင်ကျွန်တော်တို့ကဒီမှာ method က post ဆိုတဲ့ method နဲ့ဒီ form လေးကိုဖြည့်လိုက်တဲ့အချိန်မှာအလုပ်လုပ်သွားမယ်အဲ့တော့ post method နဲ့ get method နဲ့ကိုအကြမ်းမြင်ပေါ့နော်ဒီ beginner အနေနဲ့ကျွန်တော်တို့စပြီးနားလဲအောင်ဆိုလို့ရှင် post method ကဒီမှာဖြည့်တဲ့ form တွေကဒီပုံမှာသွားပြီးဘာမှဒီ URL ဘာမှမြင်ရမှာမဟုတ်ဘူးမြင်ရမှာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကဒါတစ်ခုခုနဲ့ကြားထဲကနေ intercept ဖြတ်ပြီးတော့ဘန်းဆွေလိုဟာမျိုးနဲ့ပေါ့ proxy နဲ့ဖြတ်ဖမ်းမှာအဆင်ပြေမှာအဲ့တော့ normal တိုင်းကျွန်တော်စမ်းကြည့်လိုက်မယ် nova ထားပါတော့1 2 3 tab ကထားပါတော့ ngm password ကိုဆင်ပြေတာပြီးလိုက်မယ်ပြီးတော့ကျွန်တော်ဒါ registration form လေးဖြစ်တဲ့အတွက် item register လုပ်ကြည့်လိုက်မယ်အဲ့မှာသူကဘာပြောလဲဆိုရင် OPT code ထည့်ပါလို့ပြောတယ် 2FA ခံရတယ်ပေါ့နော် two factor authentication ခံရတဲ့အတွက် OTP code တောင်းတယ်အဲ့တော့ OTP code ကကျွန်တော်မှမရှိဘူးမရှိတဲ့အတွက်ကျွန်တော်ကနမူနာအနေနဲ့ထားပါတော့777ဆိုပြီးတော့တိုင်းမလေးပဲထည့်လိုက်မယ် submit ဆိုပေးလိုက်ဒါဆို invalid OTP ဖြစ်သွားပြီအဲ့တော့ဘာမှထူးထူးခြားခြားလဲဒီမှာကျွန်တော်တို့မြင်ရတာမရှိဘူးဘာမှလည်းသူဒီပုံမှာအလုပ်လုပ်နေတာကိုမတွေ့ရဘူးအဲ့အတွက်သိကြတာကျွန်တော်တို့ကဘာလဲဆိုခုနလိုပန်းဆွေလိုတူးနဲ့ဖမ်းမှရတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူ့နောက်ွယ်မှာသွားတဲ့ traffic ကိုသိဖို့လိုတယ်အဲ့အတွက်ကျွန်တော်တို့ဒီအထိပြန်သွားလိုက်မယ်သွားပြီးသွားလို့ရှိရင်ပန်းဆွေမှာကျွန်တော်တို့အသုံးပြုမယ်ဆိုပြီးတော့ဒီကောင်လေးကိုယူထားလိုက်မယ်နော်အဲ့တော့ဒီမှာသူကဒီ BAM ဆိုတဲ့ဥစ္စာလေးကိုရွေးလိုက်ပြီခုနကကျွန်တော်တို့ထားခဲ့တော့အဲ့တော့ဒီဘက်မှာလည်းကျွန်တော်တို့သွားကြည့်မယ် proxy ဆိုတဲ့ကောင်မှာသွားကြည့်လိုက်မယ် proxy ရဲ့proxy setting ကိုကျွန်တော်ရွေးကြည့်လိုက်မယ်ဒီမှာ 127.0.0.1.80.80 ဆိုတာရှိတယ်ကျွန်တော်ဒီကနေအသုံးပြုမယ်လို့ပြောထားတဲ့သဘောပေါ့ဟုတ်ပြီအဲ့ဒါကိုရွေးပြီးသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ intercept က off ဖြစ်နေတဲ့အတွက် on မိထားလိုက်မယ်ပုံပြီးသွားရင်ဒါဒီကနေပြီးတော့ traffic တွေကဖြတ်မယ်လို့ကျွန်တော်တို့အကြမ်းမြင်ယူဆလို့ရတယ်အဲ့တော့ password ထဲမှာသွားပြီးကျွန်တော်ကနမူနာအနေနဲ့ဥပမာထားပါတော့1 2 3ဆိုပြီးတော့ထည့်လိုက်ပြီးတော့ register ဆိုပြီးနှိပ်လိုက်ဒါဆိုရင်ဒီဘက်မှာ BAMC ကစပြီးတော့ဟိုဟာဖြစ်သွားပြီဖန်သွားပြီပေါ့နော်အဲ့တော့ဒီကောင် host လေးရှိတယ်ဒီမှာ post method နဲ့သွားတယ်user agent Mozilla ကိုသုံးလာတဲ့စသဖြင့်ပေါ့ပြီးရင်ခုနပြောတဲ့ cookie key လေးဒီမှာတွေ့ရတယ်session key ရှိမယ်ဒါ CSRF token ရှိမယ်ပြီးရင် full name ဒါကျွန်တော်တို့ဖြည့်ထားတဲ့ဥစ္စာလေးပြီးတော့လို့ရှိရင် password ကတရားပေါ့နော် user name password ဆိုပြီးတော့တွားတာရှိအဲ့တော့ဒီမှာတော့ဘာမှထူးထူးခြားခြားမတွေ့သေးဘူးတွေ့သေးတယ်ဆိုကျွန်တော် forward ဆက်နေမယ်ဆက်နေရင်ခုနအတိုင်းပဲကျွန်တော်တို့ဒီမှာ dashboard ကိုသွားမယ်တဲ့producer စသဖြင့်ဒီတိုင်းဆက်သွားမယ်ကျွန်တော်ထူးခြားမတွေ့ရတဲ့အတွက်ကျွန်တော် forward ဆက်နေတော့ဒီမှာ OTP code တောင်းတဲ့နေရာကိုရောက်သွားပြီအဲ့တော့ OTP code ကိုကျွန်တော်ထားပါတော့777ဆိုပြီးကျွန်တော်ရိုက်လိုက်မယ် submit ဆိုပြီးရိုက်လိုက်အဲ့ဒါဆိုရင်လည်းဒီမှာသွားပြီးဖမ်းထားတယ်အဲ့တော့ OTP ကဒီလောက်နဲ့တဲ့ဒီလောက်နဲ့သူကသွားတယ်ပေါ့နော်သွားတယ်ဆိုတော့ဒီ OTP မှန်မှုလို့တော့မှန်မှုလို့တော့ကျွန်တော်တို့ကဒီဟာကိုဘယ်လိုမျိုးစဉ်းစားလို့ရမလဲပေါ့နော်အဲ့ဒါမျိုးဟိုအရင်ဆုံးစဉ်းစားလို့ဟာဒါကတော့ easy exploit ဖြစ်တဲ့အတွက်သူကအရင်ဆုံးကတော့ဒီ OTP ဒီနေရာမှာ encrypt လုပ်မလားဘယ်လိုပုံစံသွားရလဲဒါတွေလည်းမျိုးစုံရှိနိုင်တယ်အဲ့တော့ဒီနေရာမှာဟိုမျိုးစုံတစ်ခုပြီးတစ်ခုလိုက်ပြီးထည့်ကြည့်မလားပေါ့နော်ဒါမျိုးတွေလည်းရှိတယ်အဲ့တော့နမူနာနဲ့ကျွန်တော်က OTP နေရာမှာပြောင်းပြီးထည့်ကြည့်လိုက်မယ်ကျွန်တော်ထည့်တဲ့77ပုံပဲနဲ့000ဆိုပြီးထည့်ပြီးတော့ကျွန်တော် forward ပေးကြည့်လိုက်ဒါဆိုလည်း invalid OPT ပဲတက်တယ်အဲ့တော့ invalid OTP ပဲတက်တော့ဘာမှထူးထူးခြားခြားမရဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရှေ့ဆုံး form လေးပြန်သွားမယ်သွားပြီးတော့ဒီနေရာမှာကျွန်တော်ထုံးစံအတိုင်းပဲ password ထည့်ပြီး register လုပ်လိုက်မယ်ခုနတိုင်းသွားတယ် password user name register ဆိုတဲ့ဟာကို submit နေတဲ့ဟာသွားတယ်ကျွန်တော်အဲ့တော့ forward သွားမယ်ဟုတ်ပြီ forward ဆက်သွားမယ်အဲ့ချိန်မှာ OTP နေရာရောက်ပြီ OTP ကိုကျွန်တော်ပုံမှန်တိုင်းပဲထည့်လိုက်မယ် something ပေါ့သူကဘာမှမထည့်ရင်နှိပ်လို့ရလားကျွန်တော်စမ်းကြည့်လိုက် submit ဘာမှမထည့်ရင်လည်း OTP ညီမျှချင်းတော့ဘာမှမပါဘဲနဲ့သွားတာရှိတယ်
okay အဲ့ဒါဆိုရင်ကျွန်တော်အဲ့ဒါအဲ့တိုင်းဆန်ကြည့်လိုက်အဲ့တော့ဒါလေးကိုကျတော့ကျွန်တော်ဘာလုပ်ထားမလဲဆိုတော့လက်တလောဒီ request လေးကို repeater နဲ့ပို့ထားလိုက်မယ် right click နှိပ်ပြီးတော့ send to repeater ဒီဟာလေးကိုတစ်ခုဆိုရင် send လို့ရအောင်ပေါ့နော်အဲ့တော့ကျွန်တော်ခဏ send လာဖို့ဟုတ်ပြီ OPT နေရာမှာဘာမှမထည့်ပဲကျွန်တော် forward ပေးကြည့်လိုက်ဒါဆိုလဲ invalid OPT ပဲအဲ့တော့ invalid OTP ပဲဖြစ်တော့ OTP နေရာမှာတစ်ခုခုတော့ပါရမယ်ဆိုတဲ့ပုံစံဖြစ်နေတယ်နော်အဲ့တော့ repeater ထဲမှာသွားပြီးတော့ကျွန်တော်အဲ့ဒါဒီလိုတစ်ချက်လုပ်ကြည့်လိုက်ဒီ OTP တစ်ခုလုံးကိုကျွန်တော်ကဖြတ်လိုက်ဖြတ်ပြီးတော့လို့ရှင် send ဆိုပြီးလိုက်တယ်ဒါဆိုရင်ကျတော့ flip ရသွားပြီ welcome over you successfully bypass the OTP request ပေါ့နော် your flag ကကျတော့တရားတဲ့အဲ့တော့ OTP bypass success ဆိုပြီးတော့ပြတယ်အဲ့တော့ home ကျွန်တော်ဒီဟာလေးကို copy ယူလိုက်မယ်ယူပြီးတော့လို့ရှင်ဒီဘက်ထဲထည့်ကြည့်OTP bypass because your OTP bypass success of your reportဒီကောင်ကျွန်တော်ရှင်းအောင်စာဝအော်သဘောပေါက်ပြီကျွန်တော်ဒီမှာ pump စုဖွင့်လာတယ်ဒီစကောပေးလိုက်မယ်ပြီးတော့လို့ရှိရင် submit ပေးလိုက် okay ဒါဆိုရင် successful ဒီ challenge ကို solve ဖြစ်သွားပြီခုနကဒီမှာ ban intruder မှာသွားပြီးဖမ်းထားလို့သူကမရအဲ့တော့ဒီမှာ ban ကိုခဏဖြုတ်ထားပြီးတော့ပြန်ဖမ်းလိုက်အဲ့တော့ဒီရဲ့ request တဘာဝကိုကျွန်တော်တို့ကြည့်လိုက်မယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် OTP တောင်းတယ်အဲ့တောင်းတဲ့ဟာအောင်မှာ request ထဲမှာဖမ်းပြီးတော့ OTP ကိုဖြုတ်လိုက်တာ ਨੇ သူကအလုပ်တန်းလုပ်သွားတယ်ဒါမျိုးကြတော့ကျွန်တော်တို့အပြင်ဘက်မှာဆိုလို့ရှိရင်အကြမ်းမြင်ဘယ်လိုသုံးလဲဆိုရင် logic flow လို့ခေါ်တာပေါ့နော် code logic flow ဆိုတော့သူရေးထားတာမှန်လိမ့်မယ်သူကဖြစ်နိုင်ခြေကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကနမူနာအနေနဲ့ဆိုလို့ရှိရင်ဥပမာuser name ကထားပါတော့ Nova ဖြစ်ရမယ်password က Nova ဖြစ်ရမယ်ပြီးတော့ရင် OTP ကလည်း1 2 3ဖြစ်ရမယ်ဒါဆိုလို့ရှိရင် successful login ဆိုပြီးတော့သူကသုံးမှာပေါ့အဲ့ဒီအချိန်မှာကျတော့သူက user name Nova ဖြစ်ရမယ် password ကလည်း Nova ဖြစ်ရမယ်အဲ့ဒါပြီးသွားတော့မှသူကအောက်မှာတကယ်လို့ OTP ကလည်းဘယ်လောက်ဖြစ်ရင်ဆိုတော့ auto generate တစ်ခုကနေလာတဲ့အရှိနေမယ်အဲ့ဒါဖြစ်ရင်ဆိုပြီးတော့သူကထပ်ဆက်ထားတာအဲ့တော့ကျွန်တော် flow ရစဉ်းစားကြည့်ရင်သူဖြစ်နိုင်တဲ့ဟာရစဉ်းစားကြည့် user name နဲ့ password ကတော့ပုံမှာဖြည့်ပြီးတဲ့အတွက် register ပေးလုပ်လိုက်တယ် OTP ပြီးအောက်မှာကျတော့သူကထပ်ဆက်ရင် OTP ကဒါဖြစ်ရင်လို့ဆက်တဲ့ဟာဒုတိယတစ်ဆင့်မှာထပ်ဖြစ်သွားတဲ့သဘောပေါ့နော်အဲ့ဒါကတော့ကျွန်တော်ဒီ condition ဆက်တဲ့ဟာတော့ဘာလို့မှဒီ logic flow လေးရှိတယ်အဲ့တော့သူကဒီနေရာကြီးတစ်ခုလုံးကျွန်တော်ကောက်ဖြတ်လိုက်တယ်ဖြတ်လိုက်တဲ့အချိန်မှာကျတော့သူက user name Nova password Nova ဖြစ်တယ်ဆိုလို့ရှိရင်အလုပ်လုပ်ပါဆိုတဲ့ပုံစံပဲဖြစ်သွားတယ်အောက်က OTP ကိုဆက်တဲ့ဟာက auto မှန်တယ်လို့ဖြစ်သွားတယ်ဘာမှမထည့်လိုက်တော့နော်အဲ့လိုဖြစ်တဲ့အတွက်ဒီ logic flow ကအလုပ်လုပ်သွားတဲ့သဘောပေါ့တော့ဒါကတော့ကျွန်တော်တို့ဒီတီးတန့်ကို challenge ပုံစံမျိုးလုပ်ပြီးထားတာဖြစ်တဲ့အတွက်ခိုင်ခဲမဟုတ်ဘူးနားလေလွယ်အောင်လို့ပြီးတော့အဓိက main ကတော့သူကပါလဲဆိုတော့ဒီ band suite လေးကိုသုံးပြအောင်ရယ်ဒီထဲမှာ traffic တွေကိုဒီ HTTP နဲ့ပတ်သက်တဲ့ဒီ traffic လေးတွေကိုကျွန်တော်တို့က header တွေဘယ်လိုသွားလဲ request ဘယ်လိုလုပ်လို့ရှိရင် response ဘယ်လိုပြန်လဲဒီကောင်းမှရှိတဲ့ဟာလေးတွေကိုရင်းနှီးအောင်ဒါလေးကိုသူအသိစေခြင်းတဲ့ပုံမှာရှိတယ်စပြီးတော့အသုံးပြုမဲ့လေးလာမဲ့လူတွေနေတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်တော့ band ဒါ community edition ပေါ့အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ကိုကလုံးဝငွေပတ်စံပိတ် edition သုံးတယ်ဆိုလို့ရှိရင်လည်းတစ်မျိုးပေါ့အဲ့ဒါဆိုရင်တော့ပို့ပြီးတော့ function စုံတဲ့ဟာတွေလုပ်လို့ရတဲ့ဟာတွေရှိပေါ့အကြမ်းမြင်ကတော့ဒီလိုဟာလေးရှိတယ်ပြီးတော့လို့ရှိရင်ဒီ band နဲ့တွဲသုံးတဲ့ကျွန်တော်ပြောသလိုဒီလို proxy လေးရှိတယ်မဟုတ်ရင်တော့ကျွန်တော်တို့ကဒီခုနကဒီဟိုဟာရဲ့ Firefox ရဲ့ setting မှာသွားပြီးကျွန်တော်တို့ကအမြဲတမ်းတခုခုသုံးမယ်ဆိုလို့ရှိရင်ဒီနေရာမှာ proxy ကိုသွားထည့်လိုက်ပြီးတော့လို့ရှိရင်ပြန်ဖြုတ်လိုက်ပြီးတော့လို့ရှိရင်tab တစ်ခုခုခေါ်မယ်ဆိုတော့ဒီနေရာမှာကျွန်တော်က manual proxy ဆိုပြီးတော့သွားထည့်ပြီးတော့မျိုးစုံတွေလုပ်နေတယ်ဒီမှာလုပ်လိုက် okay ပေးလိုက်ခုနလိုဒီဘက်ကိုပြန်လာမယ်ဆိုလို့ရှိရင်ကြတော့တခါအဲ့ဘက်မှာ proxy ကိုတော့ပြန်ဖြုတ်လိုက်အဲ့ကြရင်တော့ကြာတာပေါ့နော်ကြာတဲ့အတွက်ကျွန်တော်တို့ကဒီလိုမျိုးလေးလုပ်လိုက်ခုသုံးနေတယ်ဆိုဒီမှာ on ပေးလိုက်တယ်မသုံးချင်ဘူးဆို disable ပေးလိုက်တယ်နောက်ထပ်တခြား proxy တွေဖန်ထားတဲ့အမျိုးရှိတယ်ဆိုရင်လည်းအဲ့မှာသုံးလို့ရမယ်သဘောမှာရှိတယ်အဲ့တော့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ into the back လေးကို
ရမယ်လို့ယူဆတယ်ခက်ခဲလေအရင်တော့မရှိဘူးပေါ့နော်ဒီကတော့သူနောက်က logic flow လေးကိုတော့နားလည်အောင်ဒါတော့ဟိုကုတ်ရေးတဲ့အချိန်မှာသူကအပေါ်က user name password နှစ်ခုကိုစစ်ပြီးတော့အောက်က OTP ကိုကျတော့မပါလာရင်လည်းသူကအလုံးလုံးတဲ့ပုံစံမျိုးဖြစ်သွားတာအဓိကတော့နှစ်ခုလုံးလည်းစစ်တယ်အောက်က OTP ကိုသူကတော့စစ်တာမှာ user name password ကဒါဖြစ်ကမယ်ဖုန်းနံပါတ်ဒါပဲစသဖြင့်မပြီးရင် OTP ကဘာဖြစ်ရင်လို့စစ်ထားတယ်ဒါပေမဲ့အဲ့ဒါကနောက်တစ်ဆင့်မှာစစ်တဲ့ပုံစံမျိုးပေါ့ logic ရေးထားတဲ့ flow လေးလွှဲတဲ့အတွက်ဒီလို error လေးဖြစ်တာလို့ကျွန်တော်တို့ real world မှာကျွန်တော်စဉ်းစားလို့ရနိုင်တယ်။ Okay ပါဒါဆိုလို့ရှိရင်ကျွန်တော်နောက်ထပ် challenge မှာထပ်တူပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။